ဒီည WWDC 2026မှာမိတ်ဆက်သွားတဲ့ Apple ရဲ့ OS အသစ်လေးအကြောင်းလေးပြောပြမယ်။အဲ့ဒီထဲမှာချီကျူးစရာလေးရှိတယ်မျိုးဝေဖန်စရာလေးရှိတယ်။ချီကျူးစရာလေးနှစ်ခုကိုအရင်ပြောရမှာဆိုလို့ရှိရင်တော့ iOS 27က iPhone 11 user တွေပါရမှာဖြစ်ပါတယ်။ဆိုတော့ iPhone 11 user တွေကလည်းမြန်မာနိုင်ငံမှာတော်တော်လေးများများဆဆရှိနေသေးတယ်။အဲ့အတွက်ကြောင့်အရင် user တွေကိုကြည့်ပေးတဲ့ Apple ကိုတော့တကယ်ကိုမှချီကျူးမိရဲ့။ဒါပေမဲ့တခုတော့ရှိရဲ့အရန်ကျန်းတဲ့ feature တွေသုံးလို့ရမှာမဟုတ်တော့ဘူး။ကျွန်တော်တို့ Liquid Glass ကိုအတိုးအလျှော့ဟိုဘက်တိုးလိုက်ဒီဘက်တိုးလိုက်ဒါပဲရမှာနောက်တစ်ခုအနေနဲ့ကတော့အရင်ပြီးခဲ့တဲ့နှစ်ပေါ့နော်ဒါဟို update တုန်းကဆိုကျွန်တော်တို့ MacBook တွေ iMac တွေမှာတင်ပြီးသွားလို့ရှိရင်နည်းနည်းလေးလေးတာတယ်အဲ့ဒီမှမလှတာမျိုးကြုံရတယ်အခုတစ်ခေါက် macOS 27 Golden Gate မှာတော့တင်ပြီးချင်းကိုမှချက်ချင်း smooth ပြပြနဲ့သုံးလို့ရတယ်ပြီးတော့ UI refinements တော်တော်လေးကောင်းတဲ့အနေအထားမှာရှိတယ်လို့ပြောလို့ရတယ်အဲ့ဟာနဲ့အတူပဲကျွန်တော်တို့ iPhone တွေဘက်မှာကြည့်မယ်ဆိုလို့ရှိရင် iOS 27ကအရင်တက်ဆိုင်တော့နည်းနည်းလေးပို့ပြီးတော့ error နည်းနည်းနဲ့ထွက်လာတယ်လို့ကျွန်တော်နေရတော့မြင်တယ်အခုလောလောဆယ်ကျွန်တော်17 Pro Max မှာ iOS 27ကိုတင်ထားတယ်ပေါ့နော်ဆိုတော့သူ့မှာရတဲ့စမ်းလို့ရသမျှ feature လေးရဲ့အကြောင်းကိုကျွန်တော်ဒီနေ့အချင်းချင်းလေး highlight လုပ်ပေးမယ်ပွဲကို recap လုပ်တာမျိုးမဟုတ်ဘဲနဲ့ကျွန်တော်အခုလောလောဆယ်တင်ထားတဲ့ device ပေါ်မှာရတဲ့ feature လေးတွေပြောပြမယ်ပထမဆုံးတစ်ခုအနေနဲ့ဆိုရင်ကျွန်တော် Liquid Glass ကိုပို့ပြီးတော့ကြည့်ချင်တာလားပို့ပြီးတော့ဝါချင်တာလားဆိုတော့လုပ်လို့ရတယ်ဒီနေရာမှာတစ်ခုတော့ရှိရဲ့ Apple ကိုအောင်းလို့တာတော့မဟုတ်ဘူးညာဒီလား Liquid Glass ကို Apple ကစလိုက်ပြီးတဲ့နောက်ပိုင်းမှာတခြား Chinese brands တော်တော်များများက Liquid Glass အကုန်လုံးဒီမှာလိုက်လို့ကြရတယ်ဒါပေမဲ့ Apple တဲ့ပို့ပြီးတော့မိုက်တယ်ဥပမာအနေနဲ့ပြောရမှာဆိုလို့ရှိရင် online ရဲ့ Magic OS မှာ transparency မှုဆိုတာပါတယ်ဒါကလည်း Liquid Glass နဲ့ခက်ဆင်ပဲဒါပေမဲ့အဲ့ transparency ကိုကျွန်တော်တို့တိုးမှာလား short မှာလားအဲ့ဒါကို manual adjust လုပ်လို့ရတဲ့ slider လေးပါလာတယ်Apple ကသာစလုပ်လိုက်တာ Android တွေကပြန်လုပ်တဲ့ခါကျလို့ရှိရင် Apple တဲ့ပိုကောင်းသွားတဲ့ဟာမျိုးတွေကျွန်တော်တို့အခုတော့ကြုံနေရတယ်ဒီနေ့တော့ Apple က Liquid Glass amount တွေကိုကျွန်တော်တို့ short လို့ရအောင်တိုးလို့ရအောင်အခုတော့ slider လေးကိုထည့်ပေးလိုက်ပဲဖြစ်ပါတယ်ဒါကကျွန်တော်တို့ macOS တွေမှာ OS တော်တော်များများမှာဒီ feature အကုန်လုံးသုံးလို့ရပါမယ်နောက်တစ်ချက်အနေနဲ့ဆိုလို့ရှိရင်တော့ဒီကောင်းရဲ့ AI ကိုတော်တော်လေးကိုမှ upgrade လုပ်လာတယ်လို့မနေ့ကကြီးညာသွားတယ်သူတို့က Google Gemini နဲ့ပေါင်းထားရတယ်လို့လည်းသိရတယ်ဆိုတော့အခုလောလောဆယ်အဲ့ဒါကိုစမ်းကျင်နေဆိုလို့ရှိရင်တော့ကျွန်တော်တို့စမ်းလို့ရတဲ့နေရာပဲရှိတယ်အဲ့ဒါက photo playground လို့ခေါ်တဲ့ feature မှာကျွန်တော်သွားပြီးတော့စမ်းလို့ရတယ်ကျွန်တော်ပုံတွေကို generate လုပ်လို့ရတယ်ကျွန်တော် prompt line လေးပေးလိုက်ရုံနဲ့ကျွန်တော်ပုံတွေပြန်ပြီးတော့ထုတ်ပေးလို့ရတယ် wallpaper ထုတ်ချင်တာလားကိုလှုပ်ချင်တဲ့ပုံတွေကစားချင်တဲ့ပုံတွေသွားပြီးတော့ထုတ်မယ်ဆိုလို့ရှိရင်လေဒီ photo playground လေးကအဆင်ပြေတယ်ဆိုတော့အခုလောလောဆယ်ကတော့ကျွန်တော်စမ်းနေရ limit တော့မထိသေးဘူးပေါ့နော်ပုံထုတ်တာပဲနည်းသေးလို့လား limit တော့မထိသေးဘူးနောက်ထပ်အနေနဲ့ဆိုလို့ရှိရင်တော့သူ့ရဲ့ series ကအရင်တုန်းကအတိုင်းပဲအရန်ကြီး animation တွေကမပြောင်းသွားဘူးမနေ့ညကပြောသွားသလိုပဲဒါပေမဲ့ island တွေကနေထွက်ကြလာတာတွေအဲ့လိုမျိုးတွေတော့ကျွန်တော်တို့အခုလောဆယ်စမ်းသုံးလို့ရအောင်မှာမဟုတ်ဘူးပြီးတော့ series AI ကလည်းမနေ့ညသာလုံးဝ highlight လုပ်ပြီးတော့ဒါ announce လုပ်သွားတာဒါပေမဲ့အခုလောလောဆယ်မှာတော့ waitlist ထဲမှာပဲရှိသေးတယ်ကျွန်တော်စောင့်အောင်ပဲပေါ့နော်နောက်ထပ်ဘယ် version လောက်ရောက်မှသာရမလဲတော့မပြောတတ်ဘူးသူတို့ကလည်း public beta ကို July လမှသာမိတ်ဆက်မယ်လို့ပြောတာဖြစ်တဲ့ကြောင့်တေချာတာကတော့ July လလောက်ဆိုလို့ရှိရင်တော့series AI ကသုံးလို့ရပြီလို့တော့ကျွန်တော်အနေနဲ့ခံမှန်းမိရယ်အခုလောလောဆယ်ကတော့ AI နဲ့ပတ်သက်ပြီးတော့ဘာမှအစမ်းကြည့်တွေပါမလာသေးဘူးပြီးတော့သူ့ camera interface ထဲမှာဆိုလို့ရင်လည်း series မှုကပါလာအောင်မှာမဟုတ်ဆိုတော့ဘူးလောဆယ်ကတော့ series ကအရင် version series ပဲဖြစ်နေအောင်ပါပဲပြီးတော့ camera interface ထဲမှာဆိုလို့ရင်လည်း UI placement လေးကိုနည်းနည်း changes လုပ်ထားတွေ့ရတယ်ဥပမာဆိုလို့ရင်ကျွန်တော် live photo တွေ flash တွေပြီးသွားလို့ရင် night mode တွေအဲ့ဒါတွေကိုအပေါ်မှာခက်တီးတီးလေးဖြစ်အောင်လုပ်ပေးထားဒါတကကိစ္စမရှိဘူးထားလိုက်တကယ်ပြဿနာက video ရိုက်တဲ့အချိန်မှာကျွန်တော်တို့ရဲ့ video resolution ကိုအပေါ်မှာသွားရွေးOkay အဲ့မှာ 4K ဆိုတာလေးကိုနှိပ်လိုက်လို့ရှိရင်သူ့ရဲ့ option ကအောက်မှာပဲကြာလာမှာအဲ့ဒီအပေါ်မှာပဲကျွန်တော်ရွေးရလဲမဟုတ်ဘူးအောက်မှာပြင်ရွေးရတာဖြစ်တဲ့အတွက်ကြောင့်နည်းနည်းလေးကိုပို့ပြီးတော့အလုပ်ရှုပ်တယ် placement နေရာလေးတိတ်မမိုက်ဘူးလို့ခံစားရတယ်တကယ်ဆိုလို့ရှိရင်ဖြစ်တဲ့နာကသူ့ရဲ့ camera shutter ဘေးနားမှာနေရာလို့ရှိရင်အဲ့နေရာမှာပဲသူတို့က micro move ဝင်သွားပြီဆို micro on off လုပ်ဖို့အတွက်ကိုသူတက် element လေးထည့်ပေးထားတယ်အဲ့ element နေရာမှာဒါကျန်တဲ့ဟာလေးတွေဖြည့်ပေးလိုက်မယ်ဆိုကျွန်တော်100ရိုက်လို့ရတယ်ဆိုတော့ experience ကောင်းကောင်းလေးရမယ်ဆိုတဲ့အနေအထားမှာရှိတယ်။နောက်ထပ်အနေနဲ့ဆိုလို့ကျွန်တော်တို့ AI နဲ့ photo တွေ edit လုပ်ရတဲ့အပိုင်းမှာလည်းဒီနှစ် Apple ကတော်တော်လေးကိုမှအဆင်ပြေအောင်လုပ်ပေးထားတာကိုတွေ့ရတယ်။အဓိကတော့သူ့မှာ feature သုံးခုပါမယ်ကျွန်တော်တို့ erase လုပ်လို့ရမယ့်ဟာရယ် expand လုပ်လို့ရမယ့်ဟာရယ်reframing လုပ်လို့ရမယ့် feature သုံးခုပါမယ်။အဲ့ဒီကနှစ်ခုကတော့ Android မှာတော်တော်လေးကိုမှအိုနေပြီလို့ပြောလို့ရတယ်။ photo မှာကျွန်တော်တို့ erase လုပ်တဲ့အပိုင်းကလည်း brand တိုင်းမှာကြည့်လိုက် Chinese brand အကုန်လုံးမှာအဲ့ feature အကုန်လုံးသုံးလို့ရတယ်ပို့ပြီးတော့လည်းမိုက်တယ်ကျွန်တော်တို့လူတွေအကုန်လုံးကိုဖျောက်ပစ်ချင်တာလားအကုန်လုံးကိုတစ်ခါတည်း one stop လုပ်လို့ရတယ်ဒါပြီးတော့သူ့မှာထပ်ပြီးတော့ပါလာတဲ့ expand ကလည်းကျွန်တော်တို့ online ဆိုလို့ရှိရင်နှစ်ချီနေပြီဗျာသိလားဒီ feature ကြီးကသူတို့ရဲ့ outpainting ဆိုတဲ့ feature နဲ့နှစ်ချီနေပြီဒါပေမဲ့ Apple ကမနေ့အောင်စပြီးတော့မိတ်ဆက်လိုက်တယ်သူတို့ Sentia တလောက်ကတော့မစိုးဘူးနော်သူကသက်ဆိုင်တဲ့ background ကိုပြန်ပြီးတော့ထည့်ပေးတာလေးကတော့မစိုးဒါပေမဲ့ online outpainting လိုဟာမျိုးနဲ့ရှင်းလိုက်မယ်ဆိုလို့ရှိရင်ဒီကောင်းရဲ့ expand လုပ်လို့ရတဲ့ percent ကတော်တော်လေးကိုမှနည်းတယ်လို့ပြောလို့ရတယ်ပြီးတော့သူမှထပ်ပြီးတော့
ပါလာတဲ့အလန်းစားတစ်ခုကတော့ reframing ဒါကတော့တခြား Oppo တို့ပေါင်းမှာဆိုလို့ရှိရင်တော့recompose တို့ပေါင်းနဲ့ခက်ဆင်ဆင်ပေါ့နော်ဒါပေမဲ့မတူတာကအခုပြထားသလိုမျိုးကျွန်တော်တို့ logo ပဲရွှေ့ညာရွှေ့ degree နည်းနည်းလေးစောင်းပြီးတော့ perspective ပြောင်းလို့ရတဲ့အထိပါစွမ်းတယ်ဆိုတော့အခုစမ်းကြည့်ရတဲ့လောက်ကလည်းမစိုးပေါ့နော်အခုလိုမျိုး developer beta မှာနေဒီလောက်ထိစွမ်းနေဆိုလို့ရှိရင်နည်းနည်းလေး open beta တို့လုံးဝ stable တို့ရောက်သွားချိန်ကြလို့ရှိရင်တော့အများကြီးပို့ပြီးအလုပ်ဖြစ်လိမ့်မယ်လို့ကျွန်တော်အနေနဲ့မြင်တယ်ဆိုတော့ browser အနေနဲ့ iOS 27ကိုစမ်းနေပြီလားစမ်းနေပြီဆိုလို့ရှိရင်ရောဘယ် feature အကြိုက်ဆုံးလဲဆိုတာအခုမှမှတ်သွားကြလို့ရပါတယ်